ဇနဘုတ်ရွာလေးတွေရွာမှာကျွန်တော်ကြီးပြင်းလာရတာပါဟုတ်ကဲ့ကျွန်တော်17နှစ်သားတွေကရွာနဲ့တငယ်ချင်းတွေလမ်းခွဲလာခဲ့ဟုတ်ကဲ့နှစ်ပေါင်းတော့ကြာလာပါဟုတ်တာအဲ့ဒီမှာကိုစိုးရင်ပြောပါမိုးရင်းကာလရောက်လို့မိုးလီတွေနဲ့တပြိုင်တည်းကြာလာပြီဆိုရင်လေရွာကိုလွမ်းသလိုလိုရွာကတငယ်ချင်းတွေကိုသတိရတယ်လို့တက်လှက်လှက်ခံစားခဲ့ရတာအမှန်ပဲဗျာဟုတ်တာပေါ့ဗျာဩခုလောက်ဆိုရင်ငါတငယ်ချင်းလေရွာမှာမိုးကြီးကြတော့ထွေးကြီးပြင်းလို့လေကွင်းနေထဲမှာရွှေလေးဘွက်တွေနဲ့ကျွဲနဲ့နွားနဲ့ဖက်ယုံနေရှာပါရောလားဟုတ်ပြီနော်ဟုတ်ကဲ့ဩတို့ရွာလီဒီလောက်ဆိုရင်ဘလောက်ညံပါရနေသလဲလို့မှန်းမျိုးပြီးကြည့်လွမ်းခဲ့ရတယ်အချင်းချင်းပါပဲဒါပေါ့ဗျာလူတိုင်းဟာကိုကျွမ်းကျင်တဲ့ဘာသာရပ်နဲ့အသက်မွေးဝမ်းကြောင်းပြုနေရပြီပဲလို့ရွာမှာရှိတဲ့ရွာမှာကြံနေခဲ့တဲ့တငယ်ချင်းတွေနဲ့ရွာနဲ့ကိုယ့်ရဲ့ငယ်ပေါင်းကြီးပေါ်တွေတစ်ခါမှပြောမပြတတ်တော့အောင်သတိရတယ်ခံစားရတာငယ်ကချစ်ခဲ့ကြတယ်တငယ်ချင်းတွေအခုလိုပြန်တွေ့ရတဲ့အခါကျတော့မစိုးရင်ပြောပါတတန်းတာနဲ့လွမ်းခဲ့ရတာဇွာပတ်ချမလွယ်ဇနဘုတ်ရွာလေးတွေရွာမှာကျွန်တော်ကြီးပြင်းလာရတာပါဟုတ်ကဲ့ကျွန်တော်17နှစ်သားတွေကရွာနဲ့တငယ်ချင်းတွေကိုလမ်းခွဲလာခဲ့ဟုတ်ကဲ့နှစ်ပေါင်းတော့ကြာလာပါဟုတ်တာအဲ့ဒီမှာကိုစိုးရင်ပြောပါမိုးရင်းကာလရောက်လို့မိုးလီတွေနဲ့တပြိုင်တည်းကြာလာပြီဆိုရင်လေရွာကိုလွမ်းသလိုလိုရွာကတငယ်ချင်းတွေကိုသတိရတယ်လို့နဲ့တက်လှက်လှက်ခံစားခဲ့ရတာအမှန်ပဲဗျာဟုတ်တာပေါ့ဗျာဩခုလောက်ဆိုရင်ငါတငယ်ချင်းလေရွာမှာမိုးကြီးကြတော့ထွေးကြီးပြင်းလို့လေကွင်းနေထဲမှာရွှွလေးဘွက်တွေနဲ့ကျွဲနဲ့နွားနဲ့ဖက်ယုံနေရှာပါရောလား